ကျိုးတို့ပါလေကျွန်တော်မနှောပေးတယ်ပါတောင်ကျွန်းမြောက်ကျွန်းအရှိကျွန်းအနောက်ကျွန်းဒီဟုသောကျွန်းချင်းလူချင်းရှိရမှာယခုမိမိတို့နေထိုင်ရာကတော့တောင်ကျွန်းလို့အစဉ်အလာရယုံကြည်ကြပါတောင်ကျွန်းဆိုတာသဘူဒီပါလက်ရတောင်ကျွန်းဖြစ်ရာသဘူဒိတ်နမိတ်ထုံးတဲ့ကျွန်းဟူ၍၎င်းသဘူဒီပါလက်ရတောင်ကျွန်းဟောပါနမိတ်ထုံးဟူ၍၎င်းအဆိုးရှိပါလေအတိတ်တပေါင်းနမိတ်ဆောင်သည်ဟုယုံကြည်နားလည်ရပါမယ်အဲ့ဒီမှာယူတော်မင်္ဂလာကျမ်းဆိုတာရှိပါတယ်အဲ့ဒီကျမ်းမှာယူတော်မင်္ဂလာပညာရှင်ကိုဘုရင်ကပညာဆန်းတဲ့ခံများပါဝင်ပါတယ်ဘုရင်ရှိမောက်မှာခြာထားသောရှုကန်းအိတ်ကိုကြည်ပြီးကိုင်းကြည့်မှမကြည့်ပဲအလေးချိန်ဘယ်လောက်သားရှိသနည်းမေးရဘုရင်ကမေးရယူတော်မင်္ဂလာပညာရှင်ကလမ်းမှာစင်တိုးသဖြင့်ဝါထရန်ကြိုးကြနေသည်ကိုမြင်တွေ့ခဲ့ရတဲ့အတွက်ကကြိုးချင်းကြောင့်ကိုချက်သားရှိကြောင်းဖြေကြားလိုက်ပါတယ်ကဲလက်ကွဲကိုချင်းသက်ကြည့်သောအခါမှာတရွေးသားမှမရွေးကိုချက်သားပြည့်ရှိနေတာတွေ့ရပါတယ်ဒါအပြင်ကျွမ်းမတကောင်ကိုချင်းတောင်းငယ်တစ်ခုဖြင့်အုပ်ထားပြီးအထဲမှာရှိနေတာဘာတော်ဟာလဲဖြေသန်းဟုမေးရာပညာရှိကတူလာတဲ့ဘာတွေမြင်တွေ့ခဲ့ရတယ်လဲဘာတွေထူးခြားချက်ရှိတယ်လဲအတိတ်နမိတ်ကိုပြန်လဲစဉ်းစားကြည့်ပြီးတော့လမ်းမှာစင်ကိုမြင်ခဲ့တယ်ပေါ့စင်တော့မဟုတ်တန်ရစင်နဲ့တူသောတော်ဟာဘာရှိတယ်လဲဝတ်တော့မဖြစ်တန်ရကြွက်ကတော့ခက်စင်တင်ကျူတယ်ဒါကြောင့်ကြွက်ဖြစ်နိုင်သည်ဟုနမိတ်ကောက်ကမှန်လာပါကြွက်တော်ဟာဘာပြဟုဖြေကြရာကွက်တီမှန်နေပါလေကောင်းပြီကြွက်ဖြစ်လဲတကောင်လားနှစ်ကောင်လားဆက်ပြီးဖြေစမ်းဟုပညာစမ်းမြန်ပါပညာရှိကလမ်းမှာစင်သုံးကောင်မြင်ခဲ့တဲ့အတွက်တိတ်ကောက်ပြီးသုံးကောင်ပါဖျားဟုဖြေကြားလိုက်ပါတယ်အဲ့ဒီအခါမှာဘုရင်ကကြွက်တကောင်ကြီးသားထည့်ထားသဖြင့်ပညာရှိလူလင်ဖြေဆိုချက်မှားရွေးနေကြောင်းကိုမှားတယ်အဲ့ဒီမှာကြည့်ဆိုပြီးအုပ်ဆောင်ကိုဖွင့်လိုက်တဲ့အခါမှာတော့ကြွက်မကြီးရဲ့ကြွက်ကလေးနှစ်ကောင်ပေါက်ကသုံးကောင်ဖြစ်နေသည်ကိုအံ့ဩစာတွေ့ရှိရပါတယ်ဒါကြောင့်အချိန်ခါကောင်းကိုဆောင်ရိပ်အောင်ရမည်အတိတ်နမိတ်စနည်းတပေါင်းစသည်တို့ကိုယုံကြည်ကြသောမြန်မာတို့ဟာဘေးဒင်ကိုလည်းယုံကြပါလေအချိန်ခါနိုင်စသည်တို့ကိုလည်းတိုင်းထွာမှတ်သားပြီးဆောင်ရွက်ကြပါတယ်အိမ်သာကျောင်းဆောက်ကိစ္စတို့မှာလည်းအချိန်ခါကိုရွေးကြပါလေကုသိုလ်ဒါနပြုကြရမှာလည်းနေကောင်းရက်တာကိုရွေးပြီးမှပြုလုပ်ကြလေရှိပါတယ်အချိန်ခါရွေးနည်းကတော့အောင်သာနေမွန်းတိငါးစဉ်သုံးချက်တီးရွှေပြည်တတုံးခါလန္ဒာနေထွက်ဝင်တနင်္ဂနွေတောက်ကြမွန်းတဲ့အခါဘရာပြင်းမျိုးအောင်တနင်္လာနေ့အင်္ဂါတတိသုံးချက်တီးရံမီကင်းလွတ်ရှောင်းဂျာသာဝေးတထုဘရူးကိုနေလင်တက်မပြတ်လူဤလူပေါနေထွက်နေဝင်စနေပင်စောလင်ရံမျိုးအောင်စောင်းဖို့ဖြစ်ပါတယ်အဲ့ဒီစောင်းဖို့လင်္ကာများအရာအောင်တနင်္ဂနွေနေ့နဲ့တာတောက်ကြနေတော့မှာနေမတဲ့ချိန်နေ့လေ12နာရီဟာမင်္ဂလာခါဖြစ်ပါတယ်ငါတနင်္လာနဲ့စင်အင်္ဂါနေ့တို့ဟာနက်3နာရီနဲ့ညနေ3နာရီချိန်တို့ဟာမင်္ဂလာခါဖြစ်ပါတယ်ရွှေဘုရုံနဲ့ပြည့်ဇာတာပတိနေ့တို့ဟာနက်နေထွက်နေတက်သောအချိန်ဟာမင်္ဂလာရချိန်ခါကောင်းဖြစ်ပါတယ်နန္ဒာစနေနေ့တို့မှာနေထွက်ချိန်နေဝင်ချိန်တို့ဟာမင်္ဂလာခါကောင်းဖြစ်ပါတယ်သူနေ့ရက်နဲ့သူအချိန်ကာလတို့တွက်ချက်ပြီးမိမိတို့လုပ်ငန်းဆောင်တာများကိုဆောင်ရွက်ကြပါကမုတ်ချအောင်မြင်ရမည်ဖြစ်ပါတယ်ဘေးရန်ခက်တဲ့ရှောင်ဖယ်တိတ်ပြီးအင်းကြီးချမ်းသာသာပြီးသိနိုင်သည်ဟုဆိုလိုပါတယ်အင်္ဂဝေဒခါကြီးရှိခါပိုင်းကြီးကိုလေ့လာကြည့်ကြပါစို့နံပါတ်1အခါသူရသအခါနံပါတ်2တောကြအခါနံပါတ်3ဗုဒ္ဓအခါနံပါတ်4စံရောအခါနံပါတ်5တောဤခါနံပါတ်6ကုယုခါနံပါတ်9ဘောမခါနံပါတ်8သူရသအခါ
နည်းနည်းနေတဲ့6နာရီမှနေဝင်6နာရီအတွင်းရှစ်ပိုင်းပိုင်းရမှာဖြစ်ပါတယ်နေတဲ့6နာရီမှမွန်းတဲ့12နာရီထိပထမ4ပိုင်းမွန်းတဲ့12နာရီမှနေဝင်6နာရီထိဒုတိယ4ပိုင်းဖြစ်ပါတယ်တစ်ပိုင်းမှာ7နာရီအဖြစ်တစ်နာရီခွဲနဲ့ညီမျှပါတယ်တစ်ပိုင်းကိုတစ်ချက်တည်းဟုသတ်မှတ်ထားရမှာနည်းနည်းပိုင်းမှာနည်းနည်းတစ်ချက်တည်းနှစ်ချက်တည်းသုံးချက်တည်းလေးချက်တည်းနဲ့ညနေပိုင်းတွင်လည်းညနေတစ်ချက်တည်းနှစ်ချက်တည်းသုံးချက်တည်းလေးချက်တည်းဆိုပြီးမှတ်သားထားပါမယ်ဆောင်ရွက်ရမည့်ချိန်တွေကတော့ဥပမာတနင်္ဂနွေနေ့ဆိုရင်နည်းနည်းတစ်ချက်တည်းသွေးသားအချိန်နည်းနည်း6နာရီမှ9နာရီခွဲအတွင်းနည်းနည်းနှစ်ချက်တည်းတောက်ကြအချိန်နည်းနည်း9နာရီခွဲမှ9နာရီအတွင်းနည်းနည်း3ချက်တည်းဗုဒ္ဓအချိန်နည်းနည်း9နာရီမှ10နာရီခွဲအတွင်းနည်းနည်း4ချက်တည်းစံရောချိန်နည်းနည်း10နာရီခွဲမှ12နာရီအတွင်းညနေတစ်ချက်တည်း3ရီချိန်မော်လ12နာရီမှ1နာရီခွဲအတွင်းညနေ2ချက်တည်းဂူးယူချိန်ညနေ1နာရီခွဲမှ3နာရီအတွင်းညနေ3ချက်တည်းဘောမချိန်ညနေ3နာရီမှ4နာရီခွဲအတွင်းညနေ4ချက်တည်းသွေးသားချိန်ညနေ4နာရီခွဲမှ6နာရီအတွင်းတနင်္ဂနွေနေ့မင်္ဂလာအခါကောင်းဟာမွန်းတဲ့ချိန်12နာရီဖြစ်တဲ့အတွက်စံရောချိန်ဖြစ်ပါတယ်တနင်္လာနေ့3ချက်တည်းနနက်9နာရီ10ခွဲခူးယူချိန်ဖြစ်ပါတယ်အင်္ဂါနေ့မင်္ဂလာချိန်ကောင်းဟာ3ချက်တည်းအချိန်နနက်9နာရီ10ခွဲတောက်ကြချိန်ဖြစ်ပါတယ်ဗုဒ္ဓဦးနေ့နဲ့ကြာသပတေးနေ့တို့မင်္ဂလာချိန်ဟာနေတဲ့ချိန်နနက်6နာရီ9နာရီခွဲဖြစ်တဲ့အတွက်ဗုဒ္ဓဦးနေ့ဗုဒ္ဓဦးခါနဲ့ကြာသပတေးနေ့ခူးယူခါတို့ဖြစ်ကြပါတယ်တောက်ကြနေ့မင်္ဂလာချိန်ကဟာနေမွတ်တဲ့ချိန်နေတဲ့12နာရီတောရီချိန်ဖြစ်ပါတယ်စနေနေ့နေထွက်ချိန်နေဝင်ချိန်နနက်6နာရီညနေ6နာရီဖြစ်တဲ့အတွက်တောရီချိန်ခါဖြစ်ပါတယ်မင်္ဂလာအခါကောင်းတဲ့အကြောင်းကောင်းတွေကိုဆောင်ရွက်ပြီးအကျိုးကောင်းတွေကိုရရှိခံစားနိုင်ကြပါစေခင်ဗျာနောက်ထပ်မူခွဲတစ်ပုဒ်ကြံပါသေးတယ်အဲ့ဒါကတော့အောင်သာနေမွတ်တီငါရှင်3ချက်တီဆွေပြီးတက်တုံးခါနန္လာနေထွက်ဝင်းဆိုတဲ့လင်္ကာဖြစ်ပါတယ်အားလုံးပဲမိတ်ဆွေများရှင်နဲ့ချက်မိကြပါစေခင်ဗျာ